ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကဦးစိုးနိုင်ပါဟုတ်ပြီအသက်က52နှစ်ဆွစ်ဇာလန်ကပါဆွစ်ဇာလန်နိုင်မန်နေဂျာတဲ့နိုးထွက်ပစ္စည်းဆိုင်မှာတဲ့ဆရာကြီးစိတ်ထဲမှာကြည်နူးမိတယ်နော်ဟုတ်ကဲ့ဆရာကြီးအဝေးရနားထောင်တယ်ဟုတ်ကဲ့အဝေးရလှမ်းမေးတယ်နော်ဟုတ်ကဲ့ဆရာအာကိုကြီးမေးတာဆရာကြီးနော်ဟုတ်ကဲ့ပါဆရာကြီးဆရာတို့တရားစီနာအပြည့်နဲ့ဖြေပေးမှာပါတဲ့ဟုတ်ကဲ့ပါဆရာကြီးဆရာကြီးခင်ဗျားတဲ့ကြောက်ကတ်မှာတဲ့ကင်ဆာအကျိတ်ဖြစ်လို့တဲ့ခွဲထုတ်လိုက်ပါပြီတဲ့ဘယ်ညာပြောလားသူကလေမပြောဘူးဆရာကြီးကြောက်ကနှစ်ခုစလုံးများထုတ်လိုက်ရတာတစ်ခုတည်းဆေးစစ်ထားပြီးအဖြေထွက်လာမှာတဲ့ဆေးဆက်ကူရမယ်တဲ့ကြံတဲ့ကြောက်ကတ်တစ်လုံးကတဲ့ကျန်းမာရေးကောင်းပါတယ်တဲ့ဟောတစ်လုံးပဲဟုတ်ကင်ဆာမဖြစ်တစ်လုံးကျန်းမာရေးကောင်းနေအသက်ရှင်နိုင်ပါတယ်ဟုတ်ကဲ့ကျွန်တော်သိချင်တာကတဲ့ကင်ဆာဆဲတွေကထပ်လဲဖြစ်လာနိုင်တာမို့တဲ့ကင်ဆာဆဲမဖြစ်အောင်ဘယ်လိုနေထိုင်စားသောက်ရမလဲတဲ့ဘယ်လိုအစာမျိုးရှောင်ရမလဲသိချင်ပါတယ်တဲ့ဟုတ်တယ်အခုတော့တဲ့တောင်တက်လမ်းလျှောက်စက်ဘိန်းစီလေ့ကျင့်ခန်းတွေလုပ်နေပါပြီခင်ဗျာတဲ့လုပ်နိုင်ပါတယ်အဲ့ဒါလုပ်ပါဟုတ်ကဲ့ဆရာဒါမဲ့ကင်ဆာဆဲမဖြစ်အောင်ရှိတာတဲ့ပို့ပြီးတော့မလုပ်ပါနဲ့ဟုတ်ကဲ့ပါအဲ့ဒီကင်ဆာဆဲထပ်မဖြစ်ဖို့အတွက်မဖြစ်ဖို့အတွက်ကတော့ဟုတ်ကဲ့ဆရာအထူးသဖြင့်အဆက်နဲ့အကျော်ရှောင်ပါဟုတ်ကဲ့ပါဆရာအဆက်နဲ့အကျော်ရှောင်ပါဥမာငရုတ်သီးရစလို့ပေါ့ဟုတ်ကဲ့ပါငရုတ်ကောင်းချင်းစနစ်မစလားအကျော်ဆိုအီဂျာကွေးစုံစားဘရားကျော်ငါးကျော်ကြက်ကျော်အာလူကျော်ငမုတ်ကျော်ကဲသို့ deep fry ပေါ့ဟုတ်ကဲ့ပါဆရာအဲ့လိုအကျွတ်ကျော်နဲ့အဆက်ကိုအထူးရှောင်လိုက်မယ်အချင်းနဲ့အခါကိုမျှတအောင်စားမယ်ဆိုရင်ဒီယောဂထက်လည်းမဖြစ်နိုင်ပါဘူးဟုတ်ကဲ့ပါဆရာဖြစ်ဖို့ရန်အတွက်လည်းပဲကာကွယ်ဆောက်ရှောက်ပြီးသားဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာဆရာကြီးတမိတစ်ခုမေးချင်လို့ပါမေးပါဟိုတချို့ကအေးတဲ့နေရာပေါ့နော်ဟုတ်ပြီအခုဆိုလို့ရှိရင်တို့ဆွစ်ဇာလန်တို့အခုဆိုအမေရိကတို့ဆိုရေခဲနေကြပြီပေါ့နော်အဲ့ဒီအချိန်မှာရောအပူကလုံးဝရှောင်ရမှာလားဆရာကြီးဆရာတော့လေအဲ့ဒီအပူကရှောင်ရင်တော့ဟုတ်ကဲ့ဆရာကြီးအပူတော့ရှောင်လိုက်ပြီဟုတ်ကဲ့အဲ့ဒီအပူဆိုတာအစာတစ်ခုရပူတာလားဟုတ်ကံအောင်မပူလားကံရောပူပါတယ်စိတ်ကရောပူပါတယ်ဆရာဥရုရောပူပါတယ်အာဟာရရောဥရုကအေးတယ်ပေါ့နော်ဆရာကြီးအေးပေါ့ထားအေးတယ်ပေါ့အဲ့ဒီအပူခဲလွန်တာလဲတေစောလွန်တာပဲလားဆရာကြီးရေခဲတဲ့အထိအေးသွားတာလဲတေစောလွန်တာပဲလားအဲ့လိုပြောရင်မပြည့်စုံပါဘူးဟုတ်ကဲ့ဆရာကြီးမပြည့်စုံပါဘူးသူကဟိုရေခဲသွားပြီသူက -2 ဖြစ်သွားတာဟုတ်ကဲ့ဆရာကြီးဒီဂရီစင်တီဂရိတ်လေး Celsius အမှခဲတာဟုတ်ကဲ့ဆရာကြီးအဲ့ဒါပြောမဲ့အစားခုနကသူ့မေကွန်းရှင်ကိုပြောရမယ့်စကားလုံးကလေဟုတ်ကဲ့ဆရာကြီးသူ့ရဲ့ယောဂအတွက်ခုနကသူအဓိကမေးတာပါတယ်ကင်ဆာဆဲထက်မဖြစ်အောင်ဟုတ်ပြီဆရာအေးစားဆိုလို့သမီးကထပ်မေးကြည့်တာဟုတ်ပြီဟိုသူတို့ရေခဲနေတဲ့အရက်တွေရောလို့ရေခဲတာကသူကအပြင်ဗဟိတမှာခဲတာလေဟုတ်ကဲ့ဆရာကြီးအထဲမှာပူနေတာကြတော့ဟုတ်ကဲ့အထဲဘယ်အပူတွေရောက်လာလဲလို့မေးရင်အပူတွေကအပူထဲမှာစိတ်အပူလောက်ပူတဲ့အပူမရှိဘူးဟုတ်ကဲ့ပါဆရာကြီးနော်စိတ်ကတကယ်ပူလာလို့တောကရောက်လာရင်ဟုတ်ကဲ့ပါဆရာကြီးအဲကွန်းထဲမှာချွေးစည်းတွေပြန်လာတယ်ဟုတ်ကဲ့ပါဆရာကြီးသတိထားမိလားမသိနော်ဟုတ်ကဲ့ပါဆရာကြီးအဲ့လိုမပြောတော့ဘူးဟုတ်ကဲ့ပါဆရာကြီးအဲ့တော့ပြောရှင်မေကွန်းရှင်ရောနာသရဆင်တို့ရောအဲ့ဒီအပူတွေထဲမှာစိတ်အပူကိုထိန်းနိုင်အောင်ကြိုးစားကြပါဟုတ်ကဲ့ပါဆရာကြီးဘာနဲ့ထိန်းမလဲကိုခဲ့တဲ့တရားဓမ္မနဲ့ထိန်းပါဟုတ်ကဲ့ပါစိတ်ကိုထိန်းတဲ့အခါမှာတရားနဲ့ထိန်းတာအကောင်းဆုံးပဲအကောင်းဆုံးပဲဟုတ်ကဲ့ပါဆရာနော်ဘာသာနဲ့မှမဆက်အောင်ပြောင်းပြောပါဆိုရင်စိတ်ကိုထိန်းတဲ့နေရာမှာကြည်နူးစရာအကောင်းဆိုတာမေတ္တာပဲမေတ္တာပဲဟုတ်ကဲ့မေတ္တာနော်ကျေးဇူးတရားပါမေတ္တာဆိုတာချစ်တာမဟုတ်ဘူးနော်ဟုတ်ကဲ့ဆရာကြီးမေတ္တာဆိုတာချစ်တယ်ဆိုတဲ့စကားလုံးကမမှားဘူးသို့တော့အမှန်နဲ့ပါမေတ္တာဆိုတာဘာလို့ကောင်းဘက်ကိုရှာကြည့်တာဟုတ်ကဲ့ပါဆရာကြီးသူ့အကျိုးကိုလိုတာဟုတ်ကဲ့ပါဆရာကြီးဘာပဲဆောင်ရွက်လိုက်တခုဆောင်ရွက်သူလည်းဝမ်းသာမယ်ကိုလည်းရွှင်ပြုံးနေရမယ်ဟုတ်ကဲ့ပါဆရာအဲ့ဒီမေတ္တာစိတ်နဲ့နေနိုင်ရင်ဒီယောဂအသက်တာမှာပါဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးအစာဝအနာကဲဘုရားရှင်းကြပါစေဗျာ